မင်္ဂလာပါရှင်ဒီနေ့မှာတော့ ready made ထုတ်လေးနဲ့မွေးငါးလေးချက်စားပြစ်လို့အားလုံးလေးလိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်ဒါလေးကတော့ဂျပန်မှာရှိတဲ့ B&M စူပါမားကတ်ကနေဝယ်လာတဲ့မုတ်ပတ်လေးပါ 0.8 mm ပါရှင်စီသက်ဖို့အတွက်ကြက်သွန်ဖြူလေးတွေကိုပပလေးတွေလိဖြတ်ပေးထားလိုက်ပါတယ်ရှင်မြန်မာမှာဆိုရင်တော့အလွယ်တကူဝယ်စားလို့ရပေမဲ့နိုင်ငံခြားမှာရောက်နေတဲ့လူတွေအတွက်ကတော့အလွယ်တကူဝယ်စားလို့မရတဲ့အတွက်အခုလိုချက်ဖြစ်ပါတယ်ရှင်ရေစူအိုးလေးပွက်လာတဲ့အချိန်မှာတော့မုတ်ဖက်လေးကိုထည့်ပြုတ်ပါမယ်မုတ်ဖက်ပြုတ်တဲ့အချိန်ကတော့3မိနစ်ကနေ5မိနစ်လောက်ဆိုရင်ရပါပြီရှင်ပြီးရင်တော့မုတ်ဖက်လေးတွေတစ်ခုနဲ့တစ်ခုကပ်မနီအောင်လို့ရေအေးလေးနဲ့စင်ကြယ်အောင်ဆေးချပေးလိုက်ပါရဲ့ရှင်ဒါလေးကတော့ခင်ထွေးကြီးမိုးဟင်းငါးဟင်းရီ6လေးပါဒဲအိုလေးပူလာပြီဆိုရင်စီထည့်ပါမယ်ပြီးရင်တော့အစောကလှီးထားတဲ့ကြက်သွန်ဖြူလေးကိုထည့်ပြီးတော့စီသက်ပါမယ်ရှင်နည်းနည်းမုတ်လေးလည်းအနည်းငယ်ထည့်ပါတယ်ကြက်သွန်ဖြူစီသက်ထားတာလေးကြီးမှုေးလာတဲ့အချိန်မှာတော့ငါးသား6မုံလေးကိုထည့်ပြီးတော့တခါတည်းစီသက်ပါတယ်ရှင် ready made အထုပ်ပေါ်မှာတော့ရေစူဝေးတဲ့ဒီတိုင်းထည့်လို့ရတယ်လို့ရေးထားပေမဲ့လည်းအနံ့လေးတွေမှုေးနေအောင်လို့တခြားလေးစီသက်လိုက်ပါတယ်ရှင်ရေနွေးထည့်ပါတယ်စောကမွေးငါးထုတ်ထဲမှာပါတယ်ဆန်လော်မှုန့်လေးကိုထည့်ပေးလိုက်ပါတယ်ဆန်လော်မှုန့်လေးကတော့မခင်းရည်လေးပြည့်အောင်လုပ်တဲ့နေရာမှာအသုံးဝင်ပါတယ်ရှင်ပဲမုံလေးကိုလည်းထည့်ပေးလိုက်ပါတယ်ကြက်သွန်လေးအလုံးကြီးကိုထချမ်းချမ်းပြီးထည့်ပေးလိုက်ပါတယ်ရှင်ဘဲဥဝယ်လို့မရတာနဲ့ကြက်ဥလေးကိုအခုလိုမျိုးလေးလှီးပြီးတော့ထည့်ပေးလိုက်ပါတယ်အရသာလေးမြည်ကြည့်ပါမယ်ရှင်ဘာမှထက်ထည့်စရာမလိုပဲနဲ့သူ့ရဲ့ ready made ထုတ်အတိုင်းကိုအရန်ကိုကောင်းနေတာပါပဲရှင်မွေးငါးအတွက်မုတ်ဖက်ပြင်ပါမယ်ဟင်းရည်လေးထည့်ပါတယ်ရှင်မွေးငါးတွေကိုကြက်သွန်မိတ်လေးထည့်ပါတယ်ရှင်
ဆက်ဆက်လေးစားကျင်တာနဲ့ငြုပ်သီးကြက်မှုတ်လေးထည့်လိုက်ပါတယ်ကြက်ဥထည့်ပါတယ်ကြက်သွန်ဖြူအကျော်လေးထည့်ပါတယ်ကြက်သွန်ဖြူကြော်လေးကတော့စားလိုက်တဲ့ချိန်မှာအနံ့လေးတွေမွေးနေအောင်လုပ်ပါရှင်ပြီးရင်အချင်းလေးကြိုက်လို့တမယာသီးလေးအနည်းငယ်ညစ်ပါတယ်ရှင်အခုဆိုရင်တော့အရန်ကိုမှမွေးကြိုင်ပြီးတော့စားလို့ကောင်းတဲ့မွေးငါးလေးရပါပြီရှင်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်